နာမီကားတဲ့လေးယောက်မြောက်ကိုကာခဲနဲ့နာရိုတိုရဲ့အဖေဖြစ်တဲ့မင်းနဲ့ကျုပ်ဟာသူ့ရဲ့အမြန်နှုံးနဲ့ငယ်ရည်နဲ့ပတ်သက်ပြီးထင်ရှားပါတယ်။ Flying Thundercott တက်မီလို့ခေါ်တဲ့တယ်လီကော့ကျူစုဟာမင်းနဲ့ကျုပ်ကိုချိတ်ပိတ်ထားတဲ့ပညာကုမဆိုတက်ချင်းပို့ဆောင်ပေးနိုင်ပါတယ်။ဒီအစွမ်းကြောင့်တိုက်ပွဲအတွင်းမှာသူ့ကိုဖမ်းမိဖို့အတော်လေးခက်ပါတယ်။ ရာစင်းကန်သူဟာစွာကြီး6ရာဆက်လုံးဖြစ်တဲ့ရာစင်းကန်ကိုတီထွင်ခဲ့တဲ့သူဖြစ်ပြီးနာရိုတိုကိုပြန်တင်ပေးခဲ့ပါတယ်။မင်းနဲ့ကျုပ်ရဲ့တိုက်ခိုက်ရေးစွမ်းရည်နဲ့သူ့ရဲ့ဗျူဟာစွမ်းရည်ပေါင်းစပ်လိုက်တဲ့အခါမှာအနိုင်ယူရခက်တဲ့သူကြောင့်ဖြစ်လာခဲ့ပါတယ်။သူကပါလို့အရန်ကိုအားကောင်းတဲ့နေကြလဲဆိုတော့မင်းနဲ့ကျုပ်ကအရန်ကိုမြင်မြန်ဆန်ဆန်သွားလာလို့ရတဲ့ Flying Thundercott အစွမ်းနဲ့ Rising Gun ကိုပေါင်းစပ်ပြီးအသုံးပြုနိုင်တာပါ။ဒီအစွမ်းကပဲသူ့ကိုရှင်ရခတ်တဲ့နင်ဂျာတယောက်ဖြစ်လာစေတာပါ။